စီးကိန်းအမျိုးသမီးပြိုင်ပွဲရဲ့ဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ဗီယက်နမ်အမျိုးသမီးအသင်းနဲ့ဖိလစ်ပိုင်အမျိုးသမီးအသင်းတို့ရဲ့ပွဲစဉ်ကတော့ကျွန်တော်တို့မနက်ဖြန်ဗုဒ္ဓဟူးနေ့ဒီဇင်ဘာလ18ရက်နေ့ည9နာရီခွဲအချိန်လောက်မှာရှင်ပြိုင်ကစားသွားကြမှာလည်းဖြစ်ပါတယ်။ဒါကတော့ဖိုင်နယ်ပွဲစဉ်ကိုဘယ်အချိန်လောက်မှကြည့်ရမယ်ဘယ်နေ့ကန်မယ်ဆိုတော့တိတိကျကျမသိသေးတဲ့သူတွေအတွက်ကျွန်တော်ကပြန်နေပြီးတော့ sharing လုပ်ပေးတာဖြစ်ပါတယ်။ဆိုတော့ဒီပြိုင်ပွဲကကျွန်တော်ဒီဗီယက်နမ်နဲ့ဖိလစ်ပိုင်အသင်းကအုပ်စုမှာကတည်းကထိပ်တိုက်တွေ့ဆုံခဲ့ကြတာဖြစ်ပြီးတော့ပွဲစဉ်မှာဆိုလို့ရှိရင်အကျိတ်အနေကစားပြီးပါပဲဖိလစ်ပိုင်အမျိုးသမီးအသင်းကဗီယက်နမ်အမျိုးသမီးအသင်းကိုပွဲကစားချိန်မိနစ်80ကျော်လောက်မှာ1-0ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိအောင်ကစားထားတာလည်းဖြစ်ပါတယ်။ဆိုတော့ဒီပွဲကဒီအုပ်စုပွဲစဉ်မှာအတူတူတွေ့ခဲ့ပြီးတော့စီးကိန်းအမျိုးသမီးပြိုင်ပွဲရဲ့ဖိုင်နယ်ပွဲစဉ်မှာပြန်လည်ပြီးတော့ရင်ဆိုင်တွေ့ရမယ့်ပွဲစဉ်လည်းဖြစ်ပါတယ်။ဒီပွဲကမကြေပွဲလို့ပြောလို့လည်းရတယ်။ဗီယက်နမ်တို့အနေနဲ့အုပ်စုကမကြေပွဲကိုဒီပွဲမှာသူတို့အနေနဲ့ခြေဖြစ်နိုင်မလား။ဒါမှမဟုတ်ဗီယက်နမ်အမျိုးသမီးအသင်းကပဲဒီဖိလစ်ပိုင်အမျိုးသမီးအသင်းကပဲဗီယက်နမ်အမျိုးသမီးအသင်းကိုနောက်တစ်ချိန်ထပ်နိုင်ပြီးတော့စီးကိန်းရဲ့ဖလားကိုသိမ်းပိုက်သွားမလားဆိုတာကကျွန်တော်တို့စိတ်ဝင်စားနဲ့စောင့်ကြည့်ရအောင်ပါလည်းဖြစ်ပါတယ်။ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲကတော်တော်လေးကိုကြည့်လို့ကောင်းပြီးတော့တကယ်မြိုင်တဲ့အနေအထားမျိုးတွေရှိတယ်။ဒါကြောင့်မလို့ဖိုင်နယ်ပွဲစဉ်ဖြစ်တာနဲ့အညီပြီးတော့ဒီအသင်းနှစ်သင်းလုံးကလည်းတကယ်ကိုကောင်းတဲ့အသင်းတွေဆိုတော့တော်တော်လေးတော့စောင့်ကြည့်ချင်စရာတော့ကောင်းတယ်။ပြီးတော့ဖိလစ်ပိုင်ကကြတော့ကျွန်တော်ဒီစီးကိန်းပြိုင်ပွဲတွေမှာဆိုလို့ရှိရင်ဒီဖလားစိန်ခေါ်တဲ့အပိုင်းတွေမှာတော့အဲ့လောက်ထိတော့မရှိထားဘူးပေါ့နော်။ဗီယက်နမ်အမျိုးသမီးအသင်းကကြတော့စီးကိန်းမှာတော်တော်လေးကိုမှရလဒ်ကောင်းလေကောင်းထားရှိတဲ့အသင်းမျိုးလည်းဖြစ်တယ်။သူတို့အနေနဲ့စီးကိန်းမှာဆိုလို့ရှိရင်ဒီဖိုင်နယ်မှာပေါ့နော်ဖိုင်နယ်ကိုရောက်ပြီဆိုတာနဲ့ဖလားသိမ်းထားတာကအခုလက်ရှိဒီစီးကိန်းပြိုင်ပွဲရဲ့နောက်ဆုံး3ချိန်4ချိန်စက်တိုက်လောက်ထိကိုဗီယက်နမ်အမျိုးသမီးအသင်းကမင်းမှုနေတဲ့အနေအထားမျိုးကိုပြောရမယ်။အဲ့ဒီအစင်လာဒီကိုဗီယက်နမ်အမျိုးသမီးအသင်းကထပ်ပြီးတော့ဒီဆွဲဆန့်သွားမလား5ချိန်ဆက်ဆိုတဲ့အနေအထားမျိုးကိုရယူသွားမလားဒါမှမဟုတ်ဖိလစ်ပိုင်အမျိုးသမီးအသင်းကပဲဗီယက်နမ်အမျိုးသမီးအသင်းရဲ့ဒီစံချိန်မှတ်တမ်းတွေကိုရိုက်ချိုးပြီးတော့အုပ်စုမှာလည်း1-0ဆိုတဲ့ရလဒ်နဲ့နိုင်တယ်။ဖိုင်နယ်မှာလည်းအနိုင်ပိုင်းနိုင်တယ်ဆိုရင်မှတ်တမ်းကောင်းတွေကိုရေးထိုးသွားနိုင်မလားဆိုတော့ကျွန်တော်တို့စိတ်ဝင်စားနဲ့စောင့်ကြည့်သွားရအောင်ပါလည်းဖြစ်ပါတယ်။ဆိုတော့ဒီပွဲကတော့ဘယ်အချိန်ကန်မယ်ဘယ်နေ့ကန်မယ်ဆိုတော့သိသွားတော့ပြီထင်တယ်ပေါ့နော်ကျွန်တော်အဲ့ဒါလေးကိုပြန်ပြီးတော့ share လုပ်ပေးတာဖြစ်ပါတယ်။ဆိုတော့ဗရာသားတို့ကဘယ်အသင်းကိုပို့ပြီးတော့ဖလားရစေချင်လဲဘယ်အသင်းကဖိုင်နယ်မှာအောင်ပွဲခံသွားမလဲကိုယ့်ရဲ့အမြင်လေးကိုလည်း comment လေးမှာချပြီးတော့ရေးခဲ့ကြပါဦးဗျ။